ဒီနေ့ကတော့ edit အောက်ကဒီ cut back တွေ polygon cut တွေ line cut တွေ pack cut တွေဘယ်လိုမျိုး feedback add တွေဘယ်လိုမျိုးအသုံးပြုလဲဆိုတာကိုကျွန်တော်ဒီလောက်လေးပြန်လဲညွှန်ပြပါမယ်ဆိုတော့ပထမဆုံး edit အောက်မှာရှိတာကတော့ polygon cut polygon cut ကကြတော့ကျွန်တော်တို့ဒီ object ကို polygon ပုံစံမျိုးဖြတ်တဲ့ပုံစံပါเนาะသူကပြထားတယ်နံပါတ်1ကကြတော့ကျွန်တော်တို့ဒီနံပါတ်1ကကြတော့ကျွန်တော်တို့ရဲ့ object ကို select မှတ်ပြီးတော့ရင်2 3 4 5ပြီးရင် middle mark เนาะသူကဒါပဲဒီကဖြတ်ဖို့အတွက်ဆိုရင်ကျွန်တော်ဘင်းတစ်ချောင်းကိုအရင်ဆွဲလိုက်မယ်ဆိုရင်စက်တီအောက်ကနေပြီးတော့ဘင်းတစ်ချောင်းကိုယူမယ်ပြီးတော့ရင်ကျွန်တော်နားလေးမှာဘင်းတစ်ချောင်းကိုကျွန်တော်ဆွဲလိုက်မယ်ပေါ့နော်3 meter ဘင်းတစ်ချောင်းဒါကတော့တကလားပါတယ်တစ်ဖို့ဘင်းပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီ plan view ကနေပြီးတော့ကျွန်တော် rotation လေးကိုနည်းနည်းကစားလိုက်မယ်တော့ကနေရော round ပြောင်းလိုက်မယ် okay ဒီနာဆိုရပြီပေါ့နော်ဆိုရင်ကျွန်တော်တို့ edit အောက်ကိုသွားပြီးတော့ရင် polygon cut နံပါတ်1ကသူ select object ပြီးတော့ရင်သူပြထားတဲ့အတိုင်းနောက်တစ်ခုကကြတော့နံပါတ်2နံပါတ်3နံပါတ်4နံပါတ်5ပြီးတော့ရင် middle mark နော် polygon cut ကတော့ဒါပါပဲသူပြထားတဲ့ဥစ္စာကတော့ point 4 ပိုင်းပါနော်1ပထမဆုံးနံပါတ်1က object select မှတ်2 3 4 5ပြီးတော့ရင် middle mark အခုကျွန်တော်တို့ကဒီကောင်ကိုဒီတခြား shape တွေနဲ့လည်းသူကဖြတ်လို့ရတယ် object ကိုတခြား shape တွေနဲ့လည်းဖြတ်လို့ရတယ် polygon cut ပြီးတော့ရင် select object ပြီးတော့ရင်1 point 2 point 3 point 4 point 5 point 6 point ပြီးရင် middle mark နော်ဒီလိုမျိုးလေးလည်းဖြတ်လို့ရတယ်ပြီးရင်တတိကံပုံစံမျိုးလည်းဖြတ်လို့ရတယ် select မှတ်ဒါဆိုရင်ဒီ plus sign လေးကဒါ connection ကsorry command ဆက်ဝင်နေတော့မှာเนาะကျွန်တော်တို့ဆက်ပြီးသုံးလို့ရတယ် select မှတ်ပြီးရင်ကျွန်တော်တို့တတိကံပုံစံလေးတစ်ပုံလောက်ဆွဲကြည့်မယ် second ပြီးပါရင် select မှတ် middle mark เนาะဒီလိုမျိုးလည်းဆွဲလို့ရတယ်ဒါက polygon cut ကတော့ဒီလောက်ပါပဲเนาะ polygon cut မှာဘာတွေလုပ်လို့ရသေးလဲဆိုတော့အခုကျွန်တော်တို့ကဒီမှာဒီကောင်းရဲ့ဒီ cut back လေးပေါ့เนาะဒါကိုကျွန်တော်တို့က 3D view ကြည့်လိုက်เนาะ 3D view ကြည့်ရင်ဒါကိုကျွန်တော်တို့က cut back လို့ခေါ်တယ်ဒီမှာဆိုရင်သူရဲ့ polygon cut property box လေးသူကကြာလာပြီဒီမှာဆိုရင်ဒီ profile က147ဆိုတာဘာကိုပြောတာလဲဆိုတော့ဒီကောင်ရဲ့အမြင့်เนาะဒီကောင်ရဲ့အမြင့်လေးကိုဒီမှာ mesh အောက်ကနေပြီးတော့ဒီကောင်ကိုတိုင်းကြည့်လိုက်မယ်ဒီကနေပြီးတော့ဒီကောင်ရဲ့ depth လေးပေါ့เนาะအဲ့ဒီကောင်ကိုသူကပြောတာအဲ့ဒီကောင်လေးကိုကိုက147မလို့ရှင်ဘူးကိုဒီကောင်ကိုကစားလို့ရတယ်50ဆိုလဲ147မလို့ရှင်ဘူးတော့50ဆိုလဲ50เนาะ50ဆိုလဲ50ကစားလို့ရတယ်เนาะပြီးတော့ရင်သူကဒီမှာ position နေရာမှာကြည့်သူက middle လို့ရေးထားတယ် 70.9 ဆိုတော့ဘယ်ဟာကိုပြောရလဲဆိုတော့ 70.9 ဆိုတော့သူက offset လောက်ထားတာပါเนาะဒီ mesh အောက်ကတိုင်းကြည့်မယ်ဒီ point လေးကနေကျွန်တော်တို့ဒီ center point အဲ့ဒါလေးက 70.9 အဲ့ဒါကိုဒီကောင်လေးကိုတည်ရှာဒီ offset မလို့ရှင်ဘူးဆိုရင်0တော့ရိုက်ထည့်လိုက်ပြီးရင် modify နဲ့ဒါဆိုဒီလိုဖြစ်တယ်။တော့မှကိုလိုတဲ့ပုံစံလေးကိုဒီကောင်ကို adjust လုပ်လို့ရတယ်ပေါ့နော်။ဒီကောင်ကိုရွှေ့ပေါ့နော်။ဒီလိုမျိုးရွှေ့လဲရတယ်။မဟုတ်ဘူးကိုကဒီဥစ္စာကိုဒီမှာကိုကမြများလေးတော့ရိုက်ထည့်ခြင်းလဲရိုက်ထည့်လို့ရတယ်နော်။ဒါကိုလိုလေးကိုပိုင်ကို adjust လုပ်ပြီးတော့ကစားကြည့်ပါနော်။ဒီကောင်လေးတွေကစားလို့ရတယ်ပေါ့နော်။ဟုတ်ပြီပြီးရင်ကျွန်တော် plan view control p plan view သွားမယ်ပြီးတော့ရင်နောက်တစ်ချက်ကဘာလုပ်လို့ရသေးလဲဆိုတော့ဒီ point လေးဒီ cut back လေးကို select မှတ်လိုက်ပြီးဆိုရင်ဒီမှာတော့မပြအပြအောင်တောင်းလို့ရှိတယ်အဲ့တောင်းလေးကို select မှတ်လိုက်အဲ့တောင်းလေးကို select မှတ်လိုက်ရင်ဒီမှာကြည့်လိုက် polygon cut connection bar ဆိုတာလေးကြာလာမယ်အဲ့ဒီကောင်ဘာကိုပြောတာလဲဆိုတော့ဒီမှာဆိုရင် shape ဆိုတာရှိတယ်အဲ့အောင်မှာ type ဆိုတာရှိတယ် type မှာဒီမှာသူဖွင့်ကြည့်လိုက်ဒီကောင်လေးကိုအဲ့ဒီမှာကိုလိုတဲ့ဥစ္စာလေးတွေတွားပြီးတော့ပြင်လို့ရတယ်ဒီကောင်တွေကဘယ်နေရာမှာသုံးလဲဆိုတော့ဥပမာဒီကောင်ကတော့ num ဆိုတော့ဒီကောင်က4000တိုင်းပဲပေါ့နော်ဒီမှာဆို line ဆိုရင်ဒီကောင် hy တန်ဖိုးလေးရိုက်ထည့်ပြီးလိုက်ရင်ကျွန်တော်တို့က chamber ပုံစံလေးဥပမာ50ပေါ့နော် chamber ပုံစံလေးဒီကောင်ရှိုးသွားပြီနော်ကိုက hy ဒီ line ကိုမလုပ်ရှင်ဘူး rounding radially နဲ့ရှိုးခြင်းနေဆိုရင်လည်း radially ဆိုရင်ဒီမှာကိုကဒီမှာဟို50ရိုက်ထည့်ပြီးသားဆိုတော့ကိုက85ဆို85ဒီ radius 85เนาะဒီလိုမျိုးလေးသူက rounding လုပ်လို့ရတယ်
ကိုကမဟုတ်ဘူးဒီမှာ app ပုံစံလေးဆိုလဲ app ပုံစံလေးဒီမှာတန်ဖိုးတစ်ခုကျွန်တော်ရိုက်ထည့်ထားဆိုတော့မြိုက်ထည့်တော့ modify သူက app ပုံစံလေးဒီမှာမျိုးကစားလို့ရတယ်နော်ဆိုကြပါစို့အခုကျွန်တော်တို့ကဆွဲထားတာကဒီကပ်ဘက်က၄တော့ပုံစံပေါ့ဒီဟာကိုကျွန်တော်တို့ကဘာခေါ်လဲဒီ circuit ပုံစံမျိုးလေးကျွန်တော်ကလှုပ်ရှင်နေဆိုရင်လှုပ်လို့ရတယ်ဘယ်လိုလှုပ်လို့ရလဲဆိုရင်ဒီကောင်ကို select မှတ်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ rounding ရှိတယ်အဲ rounding မှာကျွန်တော်တို့ကဒီမှာ85ပါเนาะဟိုမှာကျွန်တော်တီတာအောင်ကျွန်တော်120လောက်ရိုက်ထည့်လိုက်မယ်เนาะ120ဒါဆို rounding ဖြစ်သွားပြီအဲ့လိုပဲဒီ point ကိုဒီကောင် select မှတ်ပြီးတော့ရင်ဒီကောင်လေးကို rounding 120ဆိုလဲ120ရိုက်ထည့်လိုက်ပြီးတော့ရင်ဒီမှာဒီလိုလေးเนาะသူအဲ့လိုမျိုးလေးဖြစ်သွားတယ်ဒီလိုပုံစံလေးပါเนาะဒီလိုပုံစံလေးဖြစ်သွားတယ်ကဲကိုကတခါတည်းဒီတစ်ခုချင်းကြီး point နေရများလို့တစ်ခုချင်းကြီးသူက select မှတ်ရှင်အကုန်လုံးမှတ်ရှင်နေဆိုရင်ဒီကောင်ကိုသူကကပ်ဘက်ကို select မှတ်လိုက်ပြီးသွားရင် order လေးနှိပ်တာပြီးသွားရင် window လေးကောက်လိုက်အဲ့ဒါဆိုရင်ဒီကနေရောတခါတည်းကိုလိုတဲ့ဟာလေးကိုပြင်လို့ရတယ်ဆိုကြပါစို့ radius 50နဲ့သွားမယ်ဆိုရင်50နဲ့နော်ဒီမှာ radius လေး50နဲ့ဒီလိုလေးသွားလို့ရတယ်နော်အကုန်တူတူပဲဒီမှာဆိုလဲဒီ3ကြံပုံစံလေးကိုလည်းအဲ့လိုမျိုးကိုလိုတဲ့ဥစ္စာလေးပြင်လို့ရတယ်နော်ဒီကောင်လေးဆိုလဲဘယ်လို adjust လုပ်လို့ရလဲဆိုတော့ pressure အတွက်ဆွဲပြီးတော့ကိုလိုသလိုပုံစံလေးတွေဆွဲပြီးတော့ adjust လုပ်လို့ရတယ်ကိုလိုဒီလိုလေးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ polygon cut ကဒါပါပဲပြီးတော့ရင်ကျွန်တော်တို့ကဒီ polygon cut ပြီးတော့ရင်ပြီးမယ်ဆို line cut ကကြတော့ okay line cut ကကြတော့သူကနံပါတ်1ကထုံးစံတိုင်း select object 2နဲ့3ကသူက direction ပြတယ်ပြီးရင်ကိုဖြတ်ရှင်တဲ့ဘက်ကိုနံပါတ်4เนาะအဲ့ဒါဆိုရင်ကျွန်တော်ဒီကောင်ကိုသုံးပြမယ်ဘယ်လိုသုံးမလဲဆိုတော့ line cut command ကိုယူပြီးတော့ရင်ထုံးစံတိုင်း select object ကို direction ပြ direction ကိုဘယ်ကိုဖြတ်ရှင်တာလဲ direction ပြပြီးတော့ရင်ကိုကညာဘက်ကိုဖြတ်ရှင်ရင်ညာဘက်เนาะကျွန်တော် control Z ပြန်ခေါ်လိုက်မယ် plus sign လေးဝင်တဲ့အတွက် command ဝင်နေတော့မယ် select မှတ်ကိုဖြတ်ရှင်တဲ့ direction တစ်ခုကိုပြဘယ်ဘက်ဆိုရင်ဘယ်ဘက်ကို select တစ်ချက်ရှာเนาะဒါပဲဒါကပ်ဘက်sorry line gap select မှတ်တယ်ပြီးတော့ရင် direction တစ်ခုပြရတယ်ပြီးရင်ကိုဖြတ်ရှင်တဲ့ဘက်ကိုdirection ပြလိုက်တယ်sorry select ရှာလိုက်တယ်เนาะကျွန်တော် control Z ပြန်ခေါ်လိုက်မယ်ဒါ line gap ဥပမာကျွန်တော်တို့ကအခုဒီ bin ရှောင်းဖြတ်မယ်ဆိုရင်ဒီလိုအစအဆုံးထိသွားစရာမလိုဘူးပေါ့နော်ကျွန်တော်တို့ direction တစ်ခုလေးပြပေးလိုက်ရုံပဲဥပမာဆိုကြပါစို့ဒီကနေဒီကိုလည်းဒီလိုလေးပြပေးလိုက်လို့ရတယ်အဆုံးထိသွားစရာမလိုဒါကြရင် bin တွေ bin ကြီးတွေဖြတ်စရာရှိတဲ့ဟာမျိုးတွေ bin ကြီးတွေပေါ့နော်အရန်ကြီးတဲ့ဥစ္စာတွေဖြတ်ရင်ကိုကဒီအစအဆုံးသွားနေအချိန်ကြာတယ်ပေါ့နော်ကို direction တစ်ခုလေးကိုပဲကိုလိုတလောက်လေးကိုပြလိုက်ရင်ကိုရပြီနော်ဒါကကြတော့ gap sorry line gap ပြီးသွားရင်သူကဒါ line gap ပြီးသွားရင် bucket မှာတော့သူကကျွန်တော် object နှစ်ခုလုံမယ်ပေါ့နော် object နှစ်ခုလုံမယ်ဒီမှာကတော့ပြထားတာ plate ရဲ့ဘာခေါ်လဲသူရဲ့ solid ပိုက်လေးတစ်ခုရယ်ပေါ့နော်အခုကျွန်တော်ကဒီ bin မှာပဲ plate တော့မလုပ်တော့ဘူးဒီ bin ကိုပဲကျွန်တော် solid ပိုက်နဲ့ဖြတ်ပြမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာကျွန်တော် 3D ကစားပြီးတော့ဒီကနေပြီးတော့ဒါကကျွန်တော် column တစ်ချောင်းအလွယ်ဆွဲလိုက်မယ်sorry column ကိုကျွန်တော်ဆွဲလိုက်မယ်ပြီးတော့ရင်ဒီ column ကနေပြီးတော့မှsolid ပုံစံလေးကျွန်တော်တွားပြီးတော့ profile လေးချိန်လိုက်မယ် solid diameter 150လောက်ပေါ့နော် solid ဟောစာလေးကျွန်တော်ချိန်လိုက်မယ်ဒီကောင်ပြီးတော့ရင် depth ကိုဒီနားနေပြီးတော့ကျွန်တော်ဒီမှာ depth ကိုနည်းနည်းတွားပြီးတော့နည်းနည်းပြင်လိုက်မယ်နော် depth ကို900တက်လောက်လိုက်မယ်နော်ဒါဆိုရပြီဒါဆိုရင်ကျွန်တော်plan view ဒီကောင်ကိုဒီကိုကျွန်တော်ကတိုင်းထားတဲ့ dimension လေးတွေကိုမလို့ကျွန်တော်ဆိုရင် reader view နော်ဒီကောင်လေးနဲ့လုပ်လို့ရတယ် okay ပြီးတော့ရင်ဒီကောင် okay column ဒီကောင်ဆိုရင်အခုသူ့ရဲ့ on မှာကြည့်လိုက်မယ် edit အောက်က bucket သူကကျွန်တော်တို့ဖြတ်ရှင်တဲ့ object ကို select မှတ်ပြီးတော့ရင်ဒုတိယ object ကို select မှတ်နော်သူကနှစ်ချက်ပဲ select မှတ်ရမှာဆိုတော့အခုကျွန်တော်တို့ကအဲ့ဒါ command ကိုယူလိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ဖြတ်ရှင်တာဒီ binเนาะကျွန်တော်ဖြတ်မဲ့ပုံစံလေးကဒီပိုက်လေးပုံစံအဲ့ဒါဆိုရပြီเนาะ 3D ကနေပြန်ကြည့်လိုက်ရင်ဒီလိုပုံစံလေးအဲ့ဒါဆိုဘယ်လိုပြတ်သွားပြီလဲဆိုရင်ဒီကောင်column တားရှိနေဒီကောင်ကိုကျွန်တော်ခဏ height ထားကြည့်လိုက်မယ်เนาะ select right click height တော့ဒီပုံစံလေး
ဒီပုံစံလေးရတယ်နော်ပြီးတော့ရင်ဒီကောင်ကိုကျွန်တော် reader ပြီးပြန်ခေါ်လိုက်မယ်အဲဒီလိုလေးပေါ့အဲဆိုရင်ကျွန်တော်တို့လိုတဲ့ circuit လေးကိုဖြတ်ပြီးပါရင်ဒီကောင်ကိုကျွန်တော်အပေါက်ဝဲ function တာကိုအဲဒီမှာ packet သုံးပြီးတော့ဒီအပေါက်လေးကိုဖောက်လိုက်တာပါနော်ဒါအောင်မလို့တော့ဆိုရင်ဒီကောင်ကို delete ဒါမျိုးလုပ်လိုက်ရတယ်နော်ဥပမာဒီကောင်ကအခုကျွန်တော်တို့ဖောက်ထားတဲ့အပေါက်ကလေးကအခုက diameter ကျွန်တော်150နဲ့လုပ်ခဲ့တယ်ဆိုရင်အခုကျွန်တော်တို့ကလက်ရှိ150ကိုကျွန်တော်တို့ကမလို့ချင်း site လေးနည်းနည်းကြီးကျင်တယ်ပေါ့နော်အဲ့ဒါဆိုဘယ်လိုပြင်မလဲဆိုရင်ဒီ cap လေးကိုပဲ double click ခေါက်ဒီမှာသူ့ရဲ့ 3 column cap ဆိုတဲ့ဟာလေးရဲ့ property ပေါက်ကြလာတယ်အဲ့ဒီမှာကိုကဘယ်လောက်လို့ရှင်လဲ250ဆို250အဲ့ဒီမှာသက်ရှိန်လို့ရတယ်နော်သူကဒီလိုပုံစံမျိုးလေးနော်အဲကျွန်တော် plan view ကိုကျွန်တော်ပြကြည့်မယ်အဲ့တော့ဒီလိုလေးနော်ဒီမှာကိုလိုတဲ့ site ကိုချိန်လို့ရခုန150ကသေးရှင်တယ်50ဆိုလေ50သေးသွားပြီနော်ဒီမှာဒီလိုမျိုးလေးဖောက်လို့ရတယ်ဒါကတော့ဒါ packet ပေါ့နော်ဒါ packet ကတော့ဒီလောက်ပါပဲနော်ပြီးတော့ရင် feedback ကြတော့ number 1ကထုံးစံတိုင်း select object number 2နဲ့3က direction ပြရမယ် okay အဲ့ဒါကိုကျွန်တော်ယူလိုက်မယ် comment ယူလိုက်မယ် select object ပြီးတော့ရင်ကျွန်တော် direction ပြလိုက်တာနော်သူက direction ပြလိုက်တယ်အဲ့ဒါပဲ control Z ကျွန်တော်ပြန်ခေါ်ကြည့်မယ် select object ပြီးတော့ရင်ကျွန်တော်တို့ဖြည့်ရှင်တဲ့အပိုင်းပေါ့နော်ဖြည့်ရှင်တဲ့ပိုင်းလေးကိုဒီကအခုဒီကောင်းရဲ့ဒီပင်ကကျွန်တော်တို့3မီတာမလား3မီတာဒီကောင် feedback ရဲ့သဘောတဘာဝကို select မှတ်လိုက်တဲ့ direction ပေးလိုက်တဲ့တိုတဲ့ဘက်ကိုသူက auto ဖြတ်လိုက်တာတော့ဘယ်လိုမျိုးလဲဆိုကြပါစို့ကျွန်တော်ဒီကောင်အခုကျွန်တော်ဆွဲထားတာဒီ grid line လေးကနံပါတ် B ဆိုတဲ့ grid line လေးကစံတာပေါ့နော်အဲဒါဆိုရင်ကျွန်တော်ဘယ်ဘက်ကိုလုပ်မယ်ဆိုရင် select မှတ်ဘယ်ဘက် direction ပြရင်ဘယ်ဘက်ကပြတ်တယ်ကျွန်တော် control Z ပြန်ခေါ်မယ် select မှတ်ညာဘက်ကိုညာဘက်ရှမ်းမလို့ရင်ညာဘက်ကနေရော feedback ပြတ်သွားတယ်သူကအခုကိုကဒီ feedback သဘောတဘာဝတူတဲ့ဘက်ကိုကပေးတယ်ပေါ့နော်ဒီမှာကိုအဆောင်လေးတွေဖြတ်ရှင်နေဆိုလဲဖြတ်လို့ရတယ်နော်သူကအဲ့လိုမျိုးနောက်တစ်ချက်သူကဘာရှိတာလဲဆိုတော့ feedback ဒီကောင်ကိုဆက်လက်မှတ်ကြည့်လိုက်ဆက်လက်မှတ်ပြီးတော့ဒီစံသားနေရောကျွန်တော်ဒီတိုင်းလေးကျွန်တော်စောင့်ကြည့်မယ်ဆိုပါစို့ဒီအပေါ်ဘက်လေးကသူက auto သူကပြန်ပြီးတော့ fade လုပ်နေတယ်သူကအဲ့လိုမျိုးဒီကောင်လေးကလည်းသုံးလို့ရန်ကောင်းတယ်ပေါ့နော် control Z ကိုအောက်ဆိုလဲအောက်ပေါ့နော်ဒီတော့ဒီစနမှတ်လေးနဲ့သူဒီလိုမျိုးလေးဒီအောက်ဘက်ရှန်လေးက auto သူကလိုက်ပြီးတော့ဖြည့်ပေးတယ်နော်သူကတော့ဒါပါပဲသူက feedback သဘောတရားဒါပဲပြီးသွားရင်ဘာရှိမှမဆိုရင် split ကတော့ select object ပြီးသွားရင်ကျွန်တော်တို့ direction လေးပြလိုက်ပြီဆိုရင်ကျွန်တော် split ရပြီအဲဆိုရင်ကျွန်တော်တို့ဒီကောင် select object direction ကကျွန်တော်တို့ကအခုဘယ်ဘက်ကိုဖြတ်မှာလဲဥပမာဆိုကြပါစို့ဒီနားလေးမှာကျွန်တော်ဖြတ်ရှင်နေဆိုရင် selection မှတ်လိုက်ရုံပဲဥပမာကျွန်တော်ဒီကောင်လေးကိုဒီဘက်အရှန်လေးမှာ150လောက်ကဖြတ်ရှင်နေဆိုရင် select မှတ်လိုက်ရုံပဲเนาะသူက object ကို select မှတ်ပြီးတော့ဒီမှာအရောင်လေးသူကပါလာပြီเนาะအဲအရောင်လေးပါလာပြီဆိုရင်ဒီမှာ line လေးပါလာပြီတွေ့လား900နားမှာဆိုရင်အဲ line လေးပဲเนาะသူကဒါပဲပြီးတော့ရင်ဒီအောက်ကရှိတဲ့ combine ကြတော့ဒီခုနကကျွန်တော်တို့ split လောက်ထားတဲ့ဟာတွေကိုသူက combine ပြန်လုပ်ပေးမှာเนาะသူကသူတို့ပေါင်းခြင်းတဲ့နှစ်ခုကို select မှတ်ပေးရုံပဲအဲဆိုရင် combine ဆိုတာလေးကိုယူမယ်ခုနကကျွန်တော်ဖြတ်ထားတဲ့ back လေးကို select မှတ်မယ်ပေါင်းခြင်းတဲ့ဘိုင်းလေးကိုပြီးတော့ရင်ထပ်ပြီးတော့ဒီဖြတ်ထားတဲ့ဘိုင်းလေးကိုပြန်ပေါင်းခြင်းနဲ့ဆိုရင်ပထမ object select မှတ်ဒုတိယ object select မှတ်သူက auto ပေါင်းသွားเนาะဒီဥစားလေးကိုလည်းအဲ့လိုပဲကျွန်တော်ကုန်ပြန်မောင်းလိုက်မယ်ပထမ object select မှတ်ဒုတိယ object select မှတ်เนาะသူကတရားပဲသူကဒါ combine split နဲ့ combine နေပေါ့เนาะဒီကောင်လေးအဲ့လိုမျိုးသုံးလို့ရတယ် okay နောက်တစ်ချက်ကဒီမှာဆိုရင် chamber A ကကျတော့ကျွန်တော် chamber ထိုးတဲ့ဥစားလေးတွေပေါ့เนาะဒီကောင်ကဘယ်လိုမျိုးသုံးတာလဲဆိုကျွန်တော် 3D view ကနေယူလိုက်မယ် chamber A ကကျတော့သူ့ရဲ့ object ကို select မှတ်ပြီးတော့ direction လေးပြပေးရုံပဲเนาะသူကဘယ်လိုမျိုးလဲ select မှတ်ပြီးတော့ရင် direction သူကဒီလိုပြပေးရုံပဲ okay သူကဒီကောင်ကအရင်ကြီးနေတယ်ကျွန်တော်ကပုံမှန်ဆိုရင်တော့ plate တွေပါတွေရှာမှာထိုးတဲ့နေရာတွေမှာလဲသုံးတယ်เนาะဒါယူကျွန်တော်ဘင်းမှာဆိုတော်တော်ကြီးနေတယ်အဲ့ကောင်ကျွန်တော်တို့ကဘယ်လိုမျိုး modify ကျွန်တော်တို့ကပြန်ပြီးပြင်ခြင်းနဲ့သေးလေးပြင်ခြင်းနဲ့ဆိုရင်ဒီကောင်ကို double click ခေါက်လိုက်ထုံစံတိုင်းဒီမှာ box ကလေးကြာလာပြီအဲ့ဒါမှာ distance h နဲ့ distance y ကိုလိုသလောက် 5mm လောက်ပေါ့ဥပမာ 5mm လောက်ဆို 5mm လောက်အဲ့ဆိုသေးပါတယ်နော်ကိုလိုတလောက်သူအဲ့လိုမျိုးကစားလို့ရတယ်ဒီကနေပြီးတော့ဒီမှာ h တန်ဖိုး y တန်ဖိုးလေးကိုရိုက်ထည့်ပြီးတော့ကိုကစားလို့ရတယ်နော်ဒီကောင်အဲ့လိုမျိုးလေးဟုတ်ပြီအဲ့ဆိုရင်ဒီကောင် chamber A နော်
အဲ့ဒါဆိုရင်ကျွန်တော် 3D view သွားမယ်နောက်တစ်ခုကဘာလဲဆိုတော့ add material မှာဆိုရင်တော့သူက attach to back ပြီးတော့ရင် detach from back explode back เนาะကျွန်တော်ဒီ attach to back ကိုကျွန်တော်ဘယ်လိုမျိုးလဲဆိုတော့ဒီ object တစ်ခုပေါင်းတာပါเนาะအဲ့ဒီအတွက်ကျွန်တော် bin လေးတစ်ချောင်းအောင်ဆွဲဖို့လိုတယ် bin လေးတစ်ချောင်းကျွန်တော်ဆွဲလိုက်မယ်ဒီကနေရောအလွယ်ဒီကနေ bin တစ်ချောင်းတွေကိုဆွဲလိုက်မယ်နော်ပြီးတော့ရင်ကျွန်တော် edit ကိုပြင်သွား edit အောက်မှာရှိတဲ့ add material ထဲကနေပြီးတော့မှကျွန်တော် attach to back ကိုယူ attach to back ကဘာလဲဆိုတော့ဒီမှာ attach တွဲမဲ့plate နှစ်ခုကိုဆက်လက်မှတ်လိုက်တာပါเนาะကိုကနှစ်ခုတည်းမဟုတ်3ခု4ခု5ခုအများကြီးကိုတွဲချင်တဲ့ဘတ်တွေကိုကိုကတွဲလို့ရတယ်ပါเนาะအဲဆိုရင်ဒီကောင်ဆက်လက်မှတ်ပြီးတော့ရင်ဒီကောင်ဆက်လက်မှတ်ပြီးတော့ရင်ဒုတိယဘင်းကိုဆက်လက်မှတ်ပြီးရင် middle မှာထုံးစံနိုင်နော်အဲ့ဒါဆိုရင်ဒီမှာတွဲသွားပြီဒါလေးကဒီလိုတွဲသွားပြီနော်ဒီကောင်လေးကိုတိတာခြင်းနဲ့ဆို reader view လေးခေါ်လိုက် right click reader view လေးနော်ဒီကောင်ကဘာလို့လဲဆိုတော့ဒီ cut line လေးတွေကဘယ်မှာတက်ပြင်ရမယ်ဆိုတော့နောက်ပိုင်းကျ view တွေထဲမှာနော် view ဒီ view တွေထဲမှာရှိတဲ့ display ထဲမှာနော်ဒီကောင်အကြောင်းလည်းကျွန်တော်နောက်ကြရင်တက်ပြန်ပြီးတော့ကျွန်တော်ပြောပြမယ်ပေါ့နော်ဒီကောင်ဗီဒီယိုလေးတစ်ခုနဲ့ကျွန်တော်တည်တည်ရှင်းပြမယ်ဒီကောင်လေးကလည်းတော်တော်လေးအသုံးဝင်နေပါတော့အားကြောင့် okay ဒါဆိုရင်ဒီလိုလေးသူရဲ့ attach ဖြစ်သွားပြီပြီးတော့ဒီကောင်ကအဲ့လိုပြန်မလို့ရှင်ဦးကျွန်တော်တို့က h block ခွဲမယ်ဆိုရင်ဒီက h block ဒီကောင်နဲ့ဆန့်ကျင်ဘက်ပေါ့နော်ဒီကောင်က attach တွေ့တယ်ဒီကောင် h block ဒီကောင်လေးကိုယူလိုက်မယ်ပြီးတော့ရင် select မှတ်ပြီးတော့ရင် middle မှာနော်အပြင်ပြန် drag interact သူကပင်နှစ်ချောင်းစီဖြစ်သွားတယ်နော်ပြီးရင် attach တွေ့မယ် attach select မှတ်ဒုတိယ object select မှတ် middle မှာနော်အပြင်ပြန် drag အကောင်ဘင်းကတစ်ချောင်းနဲ့ပဲဒီမှာဘင်းကတစ်ချောင်းနဲ့ပဲနော်ဘင်းတစ်ချောင်းနဲ့ပဲအကောင် delete လုပ်ကြည့်လိုက်ပြတ်သွားပြီနော် control z ကျွန်တော်ပြန်ခေါ်မယ်ဒီကောင်ကိုသွားပြီးတော့ h block ပြန်ခွဲ select မှတ် object ကို select မှတ်ပြီးတော့ရင် middle မှာဒါပဲဘင်းပြန်ထွက်ဒါဆိုရင်နှစ်ခုဖြစ်သွားပြီနော်ဒီကောင်ကိုပြန်ဖြတ်မယ်ဆိုလေဖြတ်လို့ရတယ်တစ်ခုချင်းစီဖြစ်သွားတယ်နော်ဒီအောက်မှာတော့ဒါပါပဲokay ပြီးရင်ကျွန်တော်ဒီဥစ္စာတွေကိုအကုန်လုံးပြန်တော့ဒီ bin လေးကိုအောက်ကိုကျွန်တော်နည်းနည်းလေးရှည်ထားလိုက်မယ်450ဆိုတော့ကျွန်တော်950လောက်အောက်ကိုရှည်ထားလိုက်မယ်နော်အောက်ကိုရှည်ထားလိုက်မယ်ပြီးတော့ရင်ကျွန်တော်အကုန်လုံးပြန်သုံးပြကြည့်မယ်ပါနော် polygon cut ဆိုရင်ဒီကောင်အောင်ဖြည့်ရှင်နေဆိုရင်ဘယ်လိုသုံးမလဲဆိုရင်ကျွန်တော်ဖြည့်ရှင်တဲ့ဘက်ကို select မှတ်ပြီးတော့ရင်ကျွန်တော်သွားခြင်းတဲ့ direction ကျွန်တော်တို့ polygon အတိုင်းလေးအကုန်လုံးကိုကျွန်တော် select မှတ်ပြီးတော့ရင်ပြန်ဆုံးရင်ဒီမှာလည်းပြန်စားလို့ရတယ်ပြီးရင်ဒီမှာလည်းပြန်ဆုံးလို့ရတယ်မဟုတ်ရင် middle မောက်လည်းပြန်လုံးလိုက်လို့ရတယ်เนาะဒါ polygon cut เนาะဒါ polygon cut ဒီလိုလေးเนาะဒီလိုပြန်မယ်ပြီးရင်ကျွန်တော် 3D view ခဏပြန်သွားမယ်ပြီးသွားရင် line cut ဒီကောင်ကကျွန်တော် polygon cut နဲ့မဖြတ်ဘူး line cut နဲ့ဖြတ်မယ်ဆိုရင်ဒီကောင် line cut ယူမယ်ပြီးသွားရင် select မှတ် direction ပြပြီးသွားရင်ကိုဖြည့်ရှင်တဲ့ဘက်ကို select မှတ်ဒါပဲเนาะဒါ line cut ဒီနေရာမှာပတ်ကတ်ကတော့တိတ်သုံးလို့မကောင်းဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ပတ်ကတ်သုံးလိုက်တယ်ဆိုရင်ဒီ bin ကြီးကထွက်နေမှာပေါ့နော်။ဆိုကြပါစို့ကိုပြည့်ရှင်တဲ့ select ကိုပတ်ကို select မှတ်ပြီးရင်ဒုတိယ object အဲ့ဒါဆိုရင်ဒီလိုမျိုးကြီးပေါ့နော်။ဒီ bin တွေဖြတ်မယ်ဆိုရင်တော့ဒီပတ်ကတ်ကတိတ်ပြီးတော့မတုံဘူးပေါ့နော်။ဒီလက်ခံ bin ကဒီ bin to bin ဖြစ်နေလို့ပေါ့နော်။မဟုတ်လို့ဟို RC တို့ဒီ circle တို့ပါလို့ဆိုရင်တော့ circle တို့မဟုတ်လို့ဒီတခြား bin တွေဆိုရင်တော့ကျွန်တော်တို့ဒီပတ်ကတ်နဲ့ဖြတ်လို့လွယ်တယ်ပေါ့နော်။အခုဆိုရင် feedback နဲ့ဒီကောင်ဖြတ်မယ် feedback နဲ့ဖြတ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ select object feedback on you select object ကို direction လေးကိုပြဒါ feedback နော်ဒါ feedback ပြီးတော့ရင်ဒီကောင်ကျွန်တော် control z ပြန်ခေါ်မယ်ပြီးတော့ရင် split နဲ့ဖြတ်မယ်ဆိုရင်ဘယ်လိုဖြတ်မလဲဆိုရင်ဒီကောင် object မှပြီးတော့ရင်ဒီမှာကိုကဒီကိုဖြတ်မဲ့နေရာလေးပေါ့နော်ကိုဒီနေရာဆိုရင်ဒီမှာဒီနေရာဘယ်နေရာချက်ရတယ်ပေါ့နော်ဒီ line တစ်ခုလုံးဘယ်နေရာချက်ရတယ်သူကကိုအခုဒီမှာကိုကဒီဘင်းအောက်ပိုင်းကိုဖြတ်မှာမလားအဲ့ဒါဆိုရင်ဒီမှာရှိတဲ့ line ကြိုက်တဲ့နေရာကိုဖြတ်လို့ရတယ်နော်သူကအဲ့ဒါဆိုရင်တော့ဒီကောင်ကိုတွေက delete လုပ်ပေးရမှာပေါ့အဲ့ဒီလိုပုံစံလေးနော်အဲ့ဆိုရင်ဒီ polygon cut တွေ line cut တွေ bucket တွေဘယ်လိုသုံးလဲဆိုတာဒီလောက်ပဲလို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်ကျေးဇူးပေးလို့ကျေးဇူးတင်ပါတယ်ဗျာ